Hello မင်္ဂလာပါခင်ဗျအခုကကျတော့ Hijet 2020 AC Power 4 Auto ကားလေးပါเนาะအဖြူအောင်လေးပါကားလေးကတော့လှပါတယ်မစိုးဘူးเนาะကားလေးကတော့လှပါခင်ဗျเนาะ Okay အဲ့ဆိုရင်ကျွန်တော်2022မှန်ပွဲကြီးပါကြီးတော့မရှိပါဘူး AC Power 4 เนาะ Okay Auto ကားလေးဖြစ်တော့မစိုးဘူးဗျတော်တော်ကြိုက်ကြမှာပဲ Auto ကားလေးဖြစ်တော့เนาะ Okay အဲ့ဆိုရင်ကျွန်တော်ထဲပြိုင်မယ်เนาะဒါရိုးပါပဲဟုတ်ကဲ့เนาะဒီမှာကြာရင်ကျွန်တော်တို့ CRI ကမစိုးဘူးဒီကမှာဒီရိုးကီးလေးပဲเนาะဒီကောင်ရိုး Locky လေးတော့မလာဘူး Okay ဆိုရင်ဒီမှာကီလိုကတော့3,300ကျော်မယ်နော်ဟုတ်ကဲ့3,300ကျော်မယ်ကျွန်တော်ဆက်မနှိုးရသေးလို့မီးစုံပွင့်နေရနော်ဆက်မနှိုးလိုက်ရသေးလို့နော်Okay ဆိုရင်ဒီမှာ4 week auto lot လေးတွေပါဝဲ4 week ကို auto လေးလှုပ်ထားလို့ရတယ်နော်လှုပ်ထားလို့ရတယ် Okay ကျွန်တော်ဒီအောက်ဖက်လေးလည်းမစိုးတက်နေနော် Okay ဆိုရင်ကျွန်တော်ဖိနံအောက်လေးပြပြီးတော့ခင်ဗျာနော်ရတော့ဖိနံအောက်လေးပါတက်လဲတက်ပါတယ်ဒါလေးရ Okay ပါဟုတ်ပါပြီခင်ဗျဆိုရင်ကျွန်တော်ဟိုဘက်လေးလည်းနည်းနည်းလေးတက်နေပြပေးမယ်ကတက်နေဗျနော်2020ဆိုတဲ့အတိုင်းပဲနော်ကမဆိုးပါဘူးဟုတ်ကဲ့ပါခင်ဗျအဲ့ဆိုရင်ကျွန်တော်ဒီဟာလေးနောက်ကန်လေးပြပြီနော်ဒီမှာနောက်ကန်လေးပါတက်ပါလေနောက်ကန်လေးလဲဟုတ်ပြီခင်ဗျအဲ့ဆိုရင်ကျွန်တော်အောက်ဖက်လေးတွေနဲ့ပြပေးမယ်ချင်းညီကိုတို့နော်ကျွန်တော်အောက်ဖက်လေးပြပေးမယ်တန်ကြီးရှိမရှိတည်မလားကျွန်တော်တို့လေးကျွန်တော်ဒီခြာလေးပြပေးရအောင်နော်အဆွေးရှိမရှိပါနော်ဒီမှာတော့အဆွေးတို့တန်ကြီးတို့တော့တော်တော်လေးကင်းပါတယ်အဲ့လေးပြောနော် Okay အဲ့ဆိုရင်ကျွန်တော်နောက်ဖက်လေးဆိုတော့တိတ်စိတ်ကမဟုတ်သေးဘူးကျွန်တော်ပြအောင်မယ်အောက်ကနေအောက်ပိုင်းလေးဟိုဘက်လေးတခြားပြမယ်နော်အောက်ဖက်လေးဟုတ်ကဲ့ဒီကနောက်ဖက်လေးပါနော်ဟုတ်ကဲ့ကြည့်ပြီလို့တို့ကြည့်ပြီး